ရွာထဲမှာငလျင်လှုပ်ပြီးတော့ရွာသားတွေကရေတွင်းတွေကရေကိုခတ်ကြည့်ကြတော့ရေတွေကခြုံနေပြီးမိတောင်ချော်ရီလိုပွက်နေတော့ရွာသားတွေအကုန်လုံးကတယောက်နဲ့တယောက်ဝိုင်းကြည့်ကြတယ်။ဒီသတင်းကိုကြားတော့ရွာတွေကဝတ်တုတ်ကြီး2ယောက်ရဲနေကြပြီးအိမ်အပြင်ထွက်ကြည့်တော့သူ့ချန်တွေကရေတွေကလည်းမိတောင်ချော်ရီလိုပွက်နေတာတွေ့ရတော့လန့်ပြီးတော့ခုန်ပေါက်ကြတယ်။ဝတ်တုတ်ကြီးတွေကမယုံကြပဲရေတွင်းသားသွားပြီးရွာသားတွေကိုပြဿနာရှာကြပါတယ်။ရေရင်းကိုလည်းဖျက်ဆီးပြီးရွာသားတွေကိုအနိုင်ကျင့်တိုက်ခိုက်ကြတယ်။ရွာသားတွေကိုပျော်ရွှင်စွာနိုင်ကျင့်ပြီးအိမ်ပြန်ရောက်တဲ့အခါမှာတော့စားကောင်းတောက်ဖွယ်တွေကိုအားရပါရစားနေကြပါတယ်။ရေတွေကချော်ရီလိုပွက်နေတဲ့အတန်းကြတော့အိမ်ပြင်ထွက်ကြည့်တော့ရေကန်တွေကမဟုတ်ပဲမိဖို့ကြောင့်တွေကဖြစ်နေတော့ကြွက်တွေအစားတောက်ခိုးစားနေတာကိုတွေ့လိုက်ရပါတယ်။ဝတ်တုတ်ကြီးတို့ကိုတွေ့တော့ကြွက်တွေလန့်ပြီးတော့အိမ်ပြင်ကိုထွက်ပြေးကြပါတယ်။တချို့ကြွက်တွေကတွင်းထဲဝင်ပြေးသွားကြပြီးတချို့ကြွက်တွေကအိမ်တကားအပေါက်ကနေအပြင်ကိုထွက်ပြေးသွားကြပါတယ်။ကြွက်တွေအကုန်လုံးကအစာတွေခိုးစားပြီးထွက်ပြေးသွားကြတော့ဝတ်တုတ်ကြီး2ယောက်ကစိတ်တူကြပါတယ်။ညရောက်တော့ထူးဆန်းတဲ့ကိစ္စဖြစ်လာပါတော့တယ်။ရွာတွေကကောင်လေးတယောက်မြေကြီးပေါ်လဲကျနေတော့ကောင်မလေးသွားလှုပ်ပြီးတတိယလောင်နှုတ်လိုက်ရတယ်။တစ်ဖက်မှာတော့ရွာတွေကကြွက်တွေမွေးထားတဲ့အိမ်မှာကြွက်တွေအကုန်လုံးကခုန်ပေါက်နေပြီးတစ်ပင်မော်တွေတက်ပြေးကြပါတယ်။နွားတကောင်လည်းခြံတွေကလွတ်သွားပြီးရွာပြင်ထွက်သွားတယ်။ပိုကြောက်ဖို့ကောင်းတာကရွာပြင်တောင်ထိပ်မှာမိုးကြိုးတွေပြစ်နေပြီးမိုးကြိုးကကောင်းကင်ကနေမြေကြီးကိုပစ်ချတာမဟုတ်ပဲမြေကြီးကနေကောင်းကင်ဘော်ကိုတက်ပြီးပြစ်နေတာပါ။ရွာသားတွေအကုန်လုံးလည်းထူးဆန်းနေကြပြီးတော့ဘာဖြစ်မှန်းမသိကြပါဘူး။မနေ့ရောက်တော့ဝတ်တုတ်ကြီးတို့ကဓာရီအကုန်လုံးကရေပြောင်းနေတာရောကြွက်တွေအစာခိုးစားတာရောတဘာဝတရားကြီးဘေးကပ်ဖြစ်နေတာလို့ရှောက်ပြောပါတယ်။ရွာသားတွေလည်းမယုံကြည်နဲ့ယုံလိုက်ကြပြီးဖြည့်ရှင်းမှုနီလန်းရှာကြပါတယ်။ကောင်လေးကနီလန်းရှာနေတော့ရုတ်တရက်ထပြေးသွားပါတယ်။ရွာတွေကဝတ်တကောင်ကဘာကြွကြီးဘာမှမစားပါဘူး။ဝတ်တဲထဲမှာဟိုပတ်ပြေးဒီပတ်ပြေးပြေးနေရတယ်။ရွာသားတယောက်ကရောက်လာပြီးတော့ဝတ်ကိုမမြင်အစာကြွေးလို့အော်ပြောလိုက်တယ်။ဝတ်တုတ်ကြီးကမြေကြီးပေါ်လဲပြီးတော့အပန်းဖြေနေတော့ရက်တောင်ကိုဖယ်လိုက်တော့မွေတကောင်ကိုတွေ့တော့လန့်ပြီးတော့ထပြေးပါတော့တယ်။ထပြေးပြီးမယ်နောက်တစ်ဖက်ကနေလဲမွေတကောင်ထက်ရောက်လာတော့ဘယ်ပြေးရမှန်းမသိဖြစ်နေတော့မွေကတစ်ပင်ပေါ်တက်သွားပါတော့တယ်။အကျဉ်ပုတ်တဲ့ဝတ်တုတ်ကြီးအကြံတစ်ခုရုတ်တရက်ပေါ်လာပါတော့တယ်။တစ်ဖက်မှာတော့အဖွားအတွက်အစာရှာထွက်နေတဲ့ကောင်လေးကငါးတွေရေကန်တွေကနေခုန်ထွက်လာတာကိုတွေ့တော့ပြောပြီးတော့ရေကန်ထဲဆင်ကငါးတွေဆင်ကောက်ပါတယ်။ငါးတွေကောက်ပြီးတော့အဖိုးအိမ်သွားကငါးတွေသွားပြီးတော့ငါးတွေရေကန်တွေကခုန်ထွက်လာတာထူးဆန်းနေဆိုပြီးတော့ပြောပြတယ်။လွန်ခဲ့တဲ့နှစ်တရာတုန်းကလည်းရွာထဲမှာဒီလိုထူးဆန်းတဲ့ကိစ္စဖြစ်ခဲ့တယ်လို့ပြောပါတယ်။ဒီလိုဖြစ်တာတွေကငလျင်လှုပ်ချင်တာရဲ့ရှေ့ပြေးလက္ခဏာတွေလို့ပြောပြီးကြိုတင်ပြင်ဆင်တင်တာတွေကိုပြင်ဆင်မှုအကြံပေးပါတယ်။ကောင်းလေးလည်းရွာထဲကိုအမြန်ပြေးသွားပြီးရွာသားတွေကိုအကြောင်းဆုံးပြောပြတော့ရွာသားတွေအကုန်လုံးကကြောင်းလန့်နေကြပြီးငလျင်တန်ကာကွယ်ဖို့အတွက်ရွာထဲကနေထွက်ပြေးကြပါတယ်။တစ်ဖက်မှာစိတ်ပုတ်လောဘကြီးတဲ့ဝတ်တုတ်ကြီး2ယောက်ကတော့အိုင်ထဲကငါးတွေပျော်ရွှင်စွာဖမ်းနေကြပြီးတော့အန်ရရောက်လာတော့မှကိုမသိပါဘူး။ရွာထဲကနွားတွေကြက်တွေအကုန်လုံးလည်းထွက်ပြေးနေကြပြီမေမသိသေးပဲငါးဖမ်းနေတော့နွားကိုတီးတော့နွားကျုပ်ကိုဆွဲပြီးတော့အနောက်ကပြေးလိုက်ပါတယ်။နွားကအဝေးကိုထွက်ပြေးသွားတော့ငါးတွေဖမ်းလာတဲ့လှဲကိုတွန်းပြီးတော့ပြန်ဖို့လုပ်ကြတယ်။ကောင်လေးကရောက်လာပြီးငလျင်လှုပ်တော့မယ်လို့ဝတ်တုတ်ကြီး2ယောက်ကိုသတိပေးပြီးမေမယုံကြပဲကောင်လေးလျှောက်ပြောနေတယ်ပဲထင်ကြတယ်။ကောင်လေးလည်းဂူးမဆိုင်တော့ပဲညီမလေးလက်ကိုဆွဲပြီးတော့ပြေးသွားပါတော့တယ်။ခဏနေတော့မြေကြီးတွေလှုပ်လာပြီးလေချမ်းတွေတိုက်လာတော့ကြောက်လန့်ပြီးထွက်ပြေးကြတယ်။ဒီလောက်ရာသီဥတုဆိုနေတာတော့ဖမ်းထားတဲ့ငါးလေးကိုမထားခဲ့ပဲငါးလေးကြီးတွန်းကပြေးကြပါတယ်။ငလျင်တန်ကပြင်းတော့တောင်တွေတောင်ရမ်းထုံခါနေပါတယ်။ရွာသားတွေကတော့ဘေးအန္တရာယ်ကိုကြိုတီတော့ငလျင်တန်လွတ်တဲ့နေရာမှာလာနေကြပါတယ်။ဝတ်တုတ်ကြီး2ယောက်ကတော့ငလျင်လုံးနေတာကိုဂရုမစိုက်ပဲအိမ်ပြေးလာကြတယ်။အိမ်ရောက်လာတော့ငလျင်တန်ပြင်းတာကြောင့်အိမ်ကပြေးချင်းပြိုကျလာပါတယ်။အိမ်ပြိုကျတာတော့အိမ်ထဲပြေးဝင်ပြီးတော့အသက်ကိုဂရုမစိုက်ပဲပစ္စည်းတွေဝင်ယူကြပါတယ်။နှစ်ယောက်လုံးကပစ္စည်းတွေဝင်ယူတော့အမိုးပြိုကျပြီးတော့သူတို့ကိုပေါ်ပြီးသွားတော့တယ်။ဝတ်တွေကြက်တွေစားတဲ့တရိษံတွေကအစာငလျင်တန်ကိုကြိုတီလို့ထွက်ပြေးကြတယ်။မိုးကြိုးတွေကလည်းမြေကြီးပေါ်ကနေကောင်းကင်ပေါ်ပြင်းနေကြတာတော့သူတို့ကဂရုမစိုက်ပဲလောဘကြီးနေကြပါတယ်။ရွာသားတွေကတော့ငလျင်ဘေးအန္တရာယ်တတိပေးတဲ့အချက်ကိုသိတော့ကြိုတင်ပစ္စည်းမှုတွေလုပ်ကြပြီးငလျင်ဘေးကိုရှောင်ကြတော့အသက်အန္တရာယ်ဘေးကင်းသွားကြတယ်။